laptop တစ်လုံးတည်းဒါပေမဲ့ screen ကအလေးကိုအဲ့ဒီအတွက်စပွဲအကြီးကြီးမလို့လူတော်များများကဒီလိုပစ္စည်းမျိုးကိုရှိမှန်းအောင်မသိကြပါဘူးဘယ်နေရာရောက် laptop တစ်လုံးနဲ့ screen လေးကိုသုံးလို့ရပါစေမယ်ခောက်လို့ရတဲ့ triple screen extender ပါအမိုက်ဆုံးကတော့ကြောပွေထဲထည့်တယ်ပေါ်လို့ရတယ် Wow build quality ကတော့ aluminum frame နဲ့အလေးမပြန်တဲ့ display တွေဆိုတော့အတော်လေးမိုက်ပါတယ်16-inch panel 3ခုပါပါတယ်ဘေးတစ်ပါးစီမှာ2ခုပြီးတော့အနောက်ဘက်ကနေထောင်တက်လာမယ်တစ်ခုဒါကိုတီထွင်တဲ့လူက engineering ဘိုင်းမှာတော်တော်လေးညံကောက်ပုံပါတယ် Nice Mac မှာ setup လုပ်မယ်ဆိုရင် driver သွင်းပြီး privacy permission တချို့ပေးဖို့လုပ်မယ်အဆင့်တွေတိုင်းလုပ်မယ်ဆို2မိနစ်လောက်ပဲကြာပါတယ် Windows ဆိုပုံမြန်တယ်ဂျိုးထိုး desktop external လို့ screen နေရာချပြီးပြီ review တမဝင်မဲ့မပြောပြတဲ့အချက်ကဒီမှာပါအပေါ်ပါလာတဲ့ screen ရဲ့ resolution က 1920 by 1200 TB ရပါတယ်မစိုးပါဘူးဒါပေမဲ့ retina display လောက်တော့မကောင်းဘူးပါပြီးတော့အပေါ်ဆုံး monitor ကတီးနာ power လို့ပါတယ်ဘေးနှစ်ဖက်က laptop အားနဲ့ RAM ပေမဲ့တတိယမြောက်ကောင်းကတော့ power မပေးရင်မရပါဘူးကျိုးတွေများတော့ကျိုးသိမ်းရတာနည်းနည်းလောက်ရနိုင်ပါတယ် editor တွေအတွက်တော့ဒါကစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပဲ timeline ကို laptop မှာထား preview တဲ့ media browser ကိုကြံတဲ့ screen တွေစီရွှေ့ထားလိုက်လို့ရပြီစာရေးစရာလေး researcher တွေတက်ဆိုလေ tablet ခဏပြောင်းစရာမလိုတော့ဘူးပို့စာမှုကျန်းကအလဲမှာရှိနေပြီဘေးပပက်လဲမှာ source တွေ print ထားလို့ရပြီဒါကလူတိုင်းအတွက်တော့မဟုတ်ပါဘူးတနည်းအားဖြင့်မှလည်းအထိုင်လုတက်တယ်ဆိုရင်တော့တာမန် monitor အဆက်တွေပဲဝယ်လိုက်ပါဒါပေမဲ့နေရာစုံသွားပြီးအလုပ်လုပ်ရတဲ့သူဆို hotel အခန်းထဲကနေ edit လုပ်မလား client စီသွားပြီး edit လုပ်မလား DPC ကအဲ့ဒီလိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ် screen လေးခုကိုအိတ်တလုံးတည်းနဲ့တိရုံကန်းကတင်သွားရပါလာတော့မှာပါမိုက်တယ်မဟုတ်လား